ကားလေတပတ်လည်းမရဘူး10လည်းမရဘူးအဲကြောင့်လေတနေ့ကုန်ပတ်ရှာပြီးတော့လေတပတ်လောက်ပတ်ရှာကားလည်းစိတ်တိုင်းမကြသိလားကိုကလည်းပြောင်းဘယ်လိုပြောရမလဲအာဂီနဲ့ဂျင်းမထဲကျင်တော့သိလားဟိုနာမည်ပြတ်မခံကျင်တော့လေအဲ့လိုမျိုးဒီသာပင်မန်းတကြီးနဲ့ပေါ့နော်စိတ်ရောလူရောပေါ့စေတနာရှိတင်ပြီးကျွန်တော်လိုက်ရှာတယ်အဆင်မပြေဘူးခါကြောက်လည်းကားမရကြီးလည်းရှိတယ်ခါကြောက်လည်းတရက်နေ့နဲ့အဆင်ပြေသွားလေးလည်းရှိတယ်ပေါ့နော်စသဖြင့်ပေါ့ဟိုအမျိုးမျိုးပေါ့နော်ဒါပေမဲ့အဆင်မပြေတာတွေကများပါတယ်သိလားဟိုကားမှမကောင်းတာထုံးစံတိုင်းကျွန်တော်ကလင်းခိုင်းမှာဒီနေ့ကျွန်တော်ဒီကားနဲ့ပတ်သက်တာလေးတွေတခြားဒီအပြင်ဘဝတုဒ္ဒ knowledge လေးတွေကို share လုပ်တဲ့ခါကျတော့သဘောကျရတဲ့ကျွန်တော်ကိုအပေါင်းလေးနှိပ်ပြီးတော့follow လေးလုပ်ပေးပါအောင်လို့ share လေးလုပ်ပေးပါအောင်လို့ကျွန်တော်မေတ္တာရက်ခံပါတယ်ဒီနေ့ကျွန်တော်ကမေးထားတယ်ပေါ့နော်ကျွန်တော်မေးတာကြာပြီးကျွန်တော်ဖြေဖို့ကလည်းနည်းနည်းဟိုဖြစ်လို့နေလည်းမကောင်းဖြစ်နေတော့လေဗီဒီယိုတွေမတင်အခုနောက်ပိုင်းတော့ message ချုပ်အောင်တင်တော့မှာအဲ့တော့ကျွန်တော်ကမပြောချင်လဲဆိုတော့ကားဝယ်တာချက်ချင်းရလားတဲ့နော်ချက်ချင်းမြန်မြန်ဆန်ဆန်ရလားမရဘူးကားဝယ်ဘယ်တော့မှမလွယ်ဘူးသိလားဘာလို့မလွယ်လဲဆိုတော့ကားကောင်းကိုရှာခတ်တယ်ကားမကောင်းရင်တော့ညံတယ်ပေါ့နော်လွယ်ကူရတယ်ပေါ့နော်ကျွန်တော်ပြီးတော့ကျွန်တော်လေးတစ်ခါကြရင်လေတော့ဝယ်ခိုင်းတဲ့ကားတွေလေကျွန်တော်စီပြမယ်အများကြီးရှိတယ်သိလားကားကလေတပတ်လည်းမရဘူး10လည်းမရဘူးအဲကြောင့်လေတနေ့ကုန်ပတ်ရှာပြီးတော့လေတပတ်လောက်ပတ်ရှာကားလည်းစိတ်တိုင်းမကြသိလားကိုကလည်းပြောင်းဘယ်လိုပြောရမလဲအာဂီနဲ့ဂျင်းမထဲကျင်တော့သိလားဟိုနာမည်ပြတ်မခံကျင်တော့လေအဲ့လိုမျိုးဒီသာပင်မန်းတကြီးနဲ့ပေါ့နော်စိတ်ရောလူရောပေါ့စေတနာရှိတင်ပြီးကျွန်တော်လိုက်ရှာတယ်အဆင်မပြေဘူးခါကြောက်လည်းကားမရကြီးလည်းရှိတယ်ခါကြောက်လည်းတရက်နေ့နဲ့အဆင်ပြေသွားလေးလည်းရှိတယ်ပေါ့နော်စသဖြင့်ပေါ့ဟိုအမျိုးမျိုးပေါ့နော်ဒါပေမဲ့အဆင်မပြေတာတွေကများပါတယ်သိလားဟိုကားမှမကောင်းတာလေကားကောင်းတယ်ဆိုရင်တော့အဆင်ပြေတာပေါ့ကားမကောင်းတာကြီးကိုတော့ဗျာဟိုပတ်စံရာတိုင်း1%ရာတိုင်းလဲဟိုဂျင်းကြီးထည့်လိုက်တဲ့ထဲမှာလည်းမပါဘူးဗျာအဲ့လိုလည်းမလုပ်ချင်ဘူးပုံမှန်လင်းပြောရရင်သိလားအဲ့ဒါကြောင့်မလို့အဲ့တော့ကားရှာကလည်းလော်ကူနဲ့ဘယ်တော့မှမရခဲ့ပါဘူးနည်းနည်းလေးအချိန်ပေးပြီးတော့ပင်မမတ်နဲ့လောက်ရပါတယ်အခုချိန်ဆိုပို့ဆိုးတယ်ရန်ကုန်မှာလေမြန်မာတပြည်လုံးမှာစုံထဲမှာခွဲနေတဲ့အချိန်မှာဆိုကျွန်တော်ကမဆိုတော့မနေမှာပဲထွက်ပြီးရှာရတယ်စုံနေမှာထွက်လို့မရဘူးမနေမှာထွက်ပြီးခိုးဆောင်ကိုရှာရင်လည်းစီကုန်ရင်လည်းစီရထဲလို့မရဘူးစီတန်ကလည်းပိတ်တာမကနန်းပေးမထည့်ဘူးမနေမဟုတ်ရင်အဲ့လိုလေးအခက်ခဲလေးရှိတယ်အဲ့တော့ဘယ်ရမစိုးဘယ်တော့မှငွေဒီလွယ်လည်းမရပါဘူးအသက်ပညာတစ်ခုတည်လည်းကျွန်တော်တို့လွယ်မရခဲ့ပါဘူးပေါ့နော်ကျွန်တော်တို့ဆိုဒါဆို10စုနှစ်10စုကျော်ရှိသွားပါပြီဘယ်တော့မှကျွန်တော်တို့ဘဝမှာလွယ်ကူနဲ့ရတယ်ဆိုတာမရှိပါဘူးဒီနေရာရောက်ဖို့လဲနေရာတစ်ခုရောက်ဖို့လဲကျွန်တော်တို့ကမလွယ်ကူခဲ့သလိုအရာရာကိုဒီအောင်မြင်မှုကိုရခဲ့ဖို့လဲမလွယ်ကူခဲ့ပါဘူးအောက်ခြေရရင်စားခဲ့ရတဲ့လူမဟုတ်လို့ပါเนาะကျေးဇူးတင်ပါတယ်ကျွန်တော်ကလင်းခအိမ်ပါ